မတိဆုံးခင်မှာအမေနဲ့တွေ့ခွင့်ရဖို့ဘယ်နှကြိမ်ကြံသေးလဲတဲ့ကျွန်တော်တို့အမေရဲ့အသက်က55နှစ်ထားနောက်ထပ်15နှစ်အသက်80ထိနေမယ်ဆိုရင်နောက်ထပ်15နှစ်အချိန်ရှိသေးတယ်ကျွန်တော်တို့ကတစ်နှစ်ကိုအိမ်ကိုအမေအိမ်ကိုနှစ်ခေါက်ပြန်နေဆိုရင်ကျွန်တော်တို့ဟာအချိန်30ပဲအမေနဲ့တွေ့ခွင့်ရဖို့အချိန်ရှိတော့တယ်တဲ့ဒီစကားလုံးကဟိုတနေ့ကထိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာကျွန်တော်တို့ YouTuber တယောက်ကဒီ platform တစ်ခုမှာအစီအစဉ်တစ်ခုမှာပြောသွားတဲ့စကားလုံးတော်တော်လေးဟိုးလေးကြော်ဖြစ်နေတဲ့စကားလုံးပေါ့အဲ့တော့တန်စင်စားကြည့်ရအောင်ကျွန်တော်တို့နိုင်ငံခြားရောက်နေတဲ့လူတွေကျွန်တော်တို့မြို့မှာနေတဲ့လူတွေပေါ့အထူးသဖြင့်ရန်ကုန်မန္တလေးမှာလူနေတဲ့လူတွေဆိုရင်ကိုယ့်ရဲ့နယ်မြို့မိဘအိမ်ကိုပြန်နိုင်တာကျွန်တော်ထင်ပါတယ်တစ်နှစ်ကိုတစ်ခေါက်ကပဲများတယ်တကြံပဲကျွန်တော်တို့နိုင်ငံမှာကပြန်ကြတာများတယ်တစ်နှစ်တစ်ခေါက်ဆိုရင်ကိုယ့်ရဲ့လက်ရှိအမေရဲ့အသက်ဟာကျွန်တော်တို့အသက်အရွယ်25 26ဆိုရင်အမေရဲ့အသက်ဟာ50နဲ့တော့နီးနေပြီဒါကျွန်တော်အမေဆိုရင်အိမ်အောင်ကြအရန်ဆိုးတာတောင်မှကျွန်တော်အသက်25နှစ်မှာကျွန်တော်အမေအသက်က50ကျွန်တော်တငယ်ချင်းတွေအသက်တွေတွားမေးကြည့်ရင်သူတို့အမေတွေရဲ့အသက်တွေတွားမေးကြည့်ရင်60ကျော်တွေပဲများတယ်50ကျော်တောင်နည်းတယ်60ကျော်50ကျော်58အဲ့လို60နီးပါးတွေပဲများတယ်ကျွန်တော်အမေကအိမ်အောင်ကြအရန်ဆိုးတယ်အဲကျွန်တော်အသက်လူအသက်တန်းမှာဆိုရင်ကျွန်တော်တို့ရဲ့အမေရဲ့အသက်ဟာAB ကတော့55နှစ်ရှိကိုရှိတယ်များတယ်ပေါ့အဲ့တော့ဥပမာကျွန်တော်တို့အမိဘတွေရဲ့အသက်ကအသက်80ထိနေရမယ်ဆိုရင်နောက်ထပ်အချိန်15နှစ်ရှိတယ်အဲ့တော့ကျွန်တော်တို့မြို့မှာနေတဲ့လူတွေကတစ်နှစ်ကိုနှစ်ခေါက်ပြန်နိုင်ဖို့ရာအင်မတန်ရှားတယ်သူပြောသွားတာကတစ်နှစ်ကိုမင်းအမေအိမ်ကိုနှစ်ခေါက်ပြန်ရင်တောင်မှမင်းမမိဘတွေနဲ့မတိဆုံးခင်တွေ့ဖို့ကအချိန်30ပဲရှိတော့တယ်တဲ့15နှစ်ကိုနှစ်နဲ့မြောက်လိုက်ရင်15နှစ်လီ30အချိန်30ပဲရှိတော့တယ်တစ်နှစ်တစ်ခေါက်ဆိုရင်ကျွန်တော်တို့15ချိန်ပဲရှိတယ်ကျွန်တော်တို့လိုနိုင်ငံခြားမှာနေတဲ့လူတွေဆိုရင်ပြောလို့တောင်မရဘူးကျွန်တော်ဆိုရင်ဒါရှင်းရှင်းပဲပြောတာကျွန်တော်ဆိုရင်ရန်ကုန်မှာနောက်ဆုံးနေကြတာတစ်လလောက်ကြာတယ်အဲ့ဟာပြီးကျွန်တော်ကိုရီးယားတမ်မလို့လို့တော့ရွာပြန်သွားတယ်တရက်နဲ့တညအိတ်ပြန်တယ်တညအိတ်ပဲကျွန်တော်ညနေတစ်ချက်ထိုးရောက်တယ်နောက်ရက်ညနေတစ်ချက်ထိုးမှကျွန်တော်ပြန်လာခဲ့ရတယ်ကျွန်တော်အိမ်ကိုကျွန်တော်24နာရီပဲနေခဲ့တယ်ခုဒီရောက်တာ9လပိုင်းရောက်ရင်2နှစ်ပြည့်မယ်ဆိုလိုချင်တာကနောက်ဆုံး3နှစ်အတွင်းမှာကျွန်တော်အမေနဲ့ကကျွန်တော်မိဘတွေနဲ့ဟာတစ်ချိန်နဲ့ပဲတွေ့ဘူးသေးတယ်တစ်ချိန်ပဲတွေ့သေးတာဒါကကျွန်တော်နောက်ဆုံး3နှစ်အတွင်းမှာနိုင်ငံသားမှာကျွန်တော်ဒီရအကူကြီးတွေမိကြီးရတချို့ဆိုရင်သူတို့အမေအိမ်မပြန်တာက10နှစ်လောက်ရှိနေပြီဆိုလိုချင်တာကနိုင်ငံသားမှာနေတဲ့လူတွေဟာဘယ်နှစ်အချိန်ကျဘယ်နှခါလဲဆိုတာတောင်မှအင်မတန်ပြောရခက်တယ်ကျွန်တော်တို့ကအဲ့တော့ဒီစကလုံးကကျွန်တော်တွေးကြည့်လေသူအဲ့ဟာကိုကျွန်တော်တွေးကြည့်လေနည်းနည်းလန့်လာတာသိရမလားကြောက်လာတာအဲ့ဒီစကလုံးကိုနားထောင်ပြီးတဲ့အချိန်မှာငါတို့ကမိဘတွေနဲ့တွေ့ဖို့ဘယ်နှချိန်ကြံသေးလဲဆိုတဲ့ခေါင်းစဉ်ကတော်တော်လေးလန့်စရာကောင်းတယ်အဲ့ထိုင်း YouTuber ဆိုရင်ဒါတော်ကြရက်ရိုက်သွားတယ်လို့ပြောတယ်ကျွန်တော်ဒီဖတ်ကြည့်သလောက်ဆိုရင်ဒါသူပြောသွားတာပေါ့သိရမလားအဲ့တော့ရန်ကုန်မန်းလေးမှာနေတဲ့လူတွေဆိုရင်တောင်မှ15နှစ်စာအတွက်အချိန်30လောက်ပဲအခွင့်အရေးရှိတော့တဲ့အချိန်မှာနိုင်ငံသားမှာနေတဲ့လူတွေဆိုတာကအချိန်30ဆိုရဲ့အချိန်30ရဲ့တဝက်တောက်မှမသေးကြဘူးဒါရှင်းပဲပြောတာဒါနမိတ်ဖတ်တာမဟုတ်ဘူးကိုက reality every အသက်နဲ့ကိုစဉ်းစားကြည့်တာသိရမို့လားပုံမှန်ဆိုရင်ခုလက်ရှိဆိုရင်ကျွန်တော်တို့ပြန်မဲ့အသက်ကိုမြန်မာနိုင်ငံမှာ every အသက်ကိုချကြည့်လိုက်ရင်80တောင်မှအရန်နေတယ်80တောင်မှအရန်နေတယ်ဟို80တောင်မှအရန်နေတယ်60ကျော်65 68လောက်ဆိုရင် every ဆိုရင်ကျွန်တော်တို့နိုင်ငံမှာဟိုရှိုးတာပဲများတယ်ဗျာ85ဆိုရင်ကျွန်တော်နိုင်ငံမှာတော်တော်တက်ကြီးတဲ့ထဲမှာပါတယ်ခုလက်ရှိကျွန်တော်အိမ်မှာကျွန်တော်မေကြီးဆိုရင်အသက်80တော်တော်လေးကြီးနေပြီရွာမှာဆိုရင်တက်ကြီးပူဇော်ပွဲမှာပါနေရတော့ကျွန်တော်မေကြီးရှိနေပြီဟိုနေ့ကကျွန်တော်ရွာမှာတက်ကြီးပူဇော်ပွဲလို့တော့အသက်80ကျော်လူက20လောက်ပဲရှိတယ်20လောက်ပဲရှိတယ်အသက်85နှစ်အထက်ကလူတွေကိုတက်ကြီးပူဇော်ပွဲနဲ့ထည့်တာ20ကျော်လောက်ပဲရှိတယ်ဆိုလိုချင်တာကကျွန်တော်တို့ဟာevery အတန်နဲ့စဉ်းစားကြည့်ရင်အင်မတန်ကိုတွေးစရာအဲ့ဒီစကလုံးကကောင်းတယ်အဲ့တော့ဟိုပြောချင်တာကပေါ့သိရမလားကိုတွေးခွင့်ရနေတဲ့လူတွေလေတန်ဖိုးထားပါဟိုမသေးခင်လောက်ကြွေရတာလောက်ကြွေပါကိုမိဘတွေကိုသိရမလားတောက်စားမှုယူမနေပါနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အသက်အရွယ်ဟာတောက်စားမှုယူရမယ့်အသက်အရွယ်မဟုတ်တော့ဘူးကျွန်တော်တို့ဟာဟိုမိဘတွေရဲ့
လူပြောမလို့မျောလင်းချက်ဖြစ်နေပြီမိဘတွေနဲ့ကျွန်တော်တို့ရဲ့ gut နဲ့ဟာကျွန်တော်တို့ကတဖြည်းဖြည်းနဲ့လူလက်ပိုင်းကိုကျွန်တော်ရောက်လာပြီလူလက်ပိုင်းကိုရောက်လာရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့မိဘတွေကိုဆုံးရှုံးရတော့မယ့်အချိန်ကတဖြည်းဖြည်းနဲ့နီးကပ်လာတာပဲတော့လူကြီးပိုင်းရောက်လာတယ်ဆိုရင်ဒါအဲ့ဒီအသက်30ကျော်လောက်40လောက်ဆိုရင်ကျွန်တော်တို့အများစု40နှစ်40လောက်ဒီလူတွေကိုသွားမေးကြည့်ရင်40လောက်အသက်35နှစ်အထက်ကလူတွေကိုသွားမေးကြည့်ရင်မိဘမရှိတာပဲများတယ်ရှိတဲ့လူကတော်တော်ကံကောင်းလို့ကျွန်တော်အဖေဆိုရင်မရှိတော့ဘူးနှစ်ယောက်လုံးမရှိတော့ခုအသက်49ကျွန်တော်အမေဆိုရင်တော်တော်ကံကောင်းတယ်အမေဆိုရင်ခုချိန်ဒီသူ့အမေရှိသေးတယ်အဖေသူ့အဖေကတော့မှကျွန်တော်အဘကတော့မှ2020နှုန်းကမှဆုံးသွားတာအဲ့တော့ကျွန်တော်တို့ဟာတဖြည်းဖြည်းနဲ့နီးကပ်လို့လာပြီဆိုတာကိုသိထားတဲ့နေအဲ့တော့ကိုတွေးခွင့်ရတဲ့အချိန်လေးမှာတန်ဖိုးထားပါဖုံးပြောရတဲ့အချိန်လေးမှာတန်ဖိုးထားပါအဲ့တော့ညီကိုလည်းတွေးကြည့်ပေါ့ဘယ်နှကြိမ်ကြံသေးလဲဆိုတာ